ဒီမေးခွန်းတွေကို9စက္ကန့်အတွင်းဖြေနိုင်နေဆိုရင်မင်းရဆရာကြီးပဲနော်။ Okay ပထမဆုံးမေးခွန်းက the liquid in your body မင်းရဲ့ခန္ဓာကိုယ်တွေမှာရှိတဲ့အရည်တွေ။ Okay စဉ်းစားမယ်။ဟုတ်ပါတယ်ဖြေကတော့ A black ဖြစ်ပါတယ်။ Okay ဒုတိယတစ်ပုဒ်ကြည့်အောင် to set on fire မီးရှို့တယ်မီးတိုက်တယ်ဟုတ်ပါတယ်ဖြေကတော့ B ban ဖြစ်ပါတယ်။ Okay နောက်ဆုံးတစ်ခုမေးခွန်းကြည့်အောင်ဒီမေးခွန်းရဲ့ဖြေကို comment မှာရေးခဲ့အောင်နော် doing what you should do မင်းလုပ်သင့်တာကိုလုပ်ချင်းပေါ့ဒီဖြေလေးဘာဖြစ်မလဲဆိုတော့ comment မှာရေးခဲ့ကြရအောင်နော် See you next video